လမ်းဘေးဆေးဆိုင်မှာငါ့ဘို့စိတ်ချမ်းသာတရားဆေးလေးပေးပါလို့ဝယ်စားလို့ရမလားအဲ့လိုဆေးပေါ်တယ်လို့ကြားဘူးသလားစောတော်ကဘုန်းကြီးတွေကိုခန့်ငယ်ငယ်တက္ကမလေးတယောက်ရောက်လာတယ်ယောဂအကြီးကျယ်တွေဖြစ်နေတယ်အဲ့ဒီအချိန်မှာစိတ်ချမ်းသာဖို့လမ်းဘေးဆေးဆိုင်မှာငါ့ဘို့စိတ်ချမ်းသာတရားဆေးလေးပေးပါလို့ဝယ်စားလို့ရမလားအဲ့လိုဆေးပေါ်တယ်လို့ကြားဘူးသလားဘဝဖြစ်နိုင်ကြီးအများကြီးရှိတာနော်အဲ့ဒါသူကဘုန်းကြီးကိုဘာပြောတော့ဆိုတော့တပည့်တော်ကဝှကြွေးတွေမကြည်သေးဘူးလားတဲ့ဟဲ့ဘဝရဲ့ဒီဆိုးဝါးတဲ့အခြေအနေတွေဖြစ်လာတဲ့အခါမှာဝှကြွေးကြောင်ကြီးပဲလို့ထင်ရင်မမှန်ဘူးလို့ရှေးအတိတ်ကကိုမကောင်းခဲ့လို့ဒီမှာလာပြီးတော့ဒုက္ခဖြစ်တဲ့အပိုင်းလေးတွေလည်းမရှိဘူးမဟုတ်ဘူးရှိတယ်ဒါပေမဲ့ဆင်းရဲဒုက္ခဖြစ်တိုင်းအဆင်မပြေမှုဖြစ်တိုင်းငါရှိတုန်းကမကောင်းခဲ့လို့ကြီးလားလို့တွေးမယ်ဆိုရင်တော့အဲ့ဒါအလွန်ကိုလွဲလိမ့်မယ်မှားလိမ့်မယ်ဘဝဆိုတာကိုကမကောင်းတာတွေအကုန်လုံးဖြစ်နိုင်ကြီးရှိနေတာဆိုကြပါစို့ယောဂဖြစ်တယ်ဆိုတဲ့နေရာမှာတော့မြတ်စွာဘုရားကအတိတ်ကံကြောင့်ယောဂဖြစ်တာရှိတယ်လို့ဒီဘဝကိုနေတာထိုင်တာအသုံးမကျလို့ဟုတ်လားကိုယ့်ရဲ့မှားယွင်းမှုတွေကြောင့်ယောဂတွေဖြစ်တာတွေကမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့တော့နားလဲစေချင်တာကဘဝဆိုတာကိုကဆင်းရဲတာတွေမဟုတ်တာတွေဒုက္ခဖြစ်တာတွေအကုန်လုံးဖြစ်နိုင်ခြေကရှိနေပြီသားဖြစ်ချင်းဖြစ်မှာပဲသဘောပေါက်လားအဲ့ဒါကိုမျှော်လင့်ထားကိုင်နောက်ဆုံးဘုန်းကြီးတို့စဉ်းစားကြည့်ကျမကြီးပြက်ပြီးတော့နောက်ဆုံးသေရပြီဆိုတော့ကိုင်သေရတာကိုရှေးတုန်းကသူများကိုတတ်ခတ်လို့ကြီးသေရတာလို့ပြောမလားသေတတ်တဲ့ဘဝမျိုးသေတာပေါ့သဘောပေါက်လားဘုန်းကြီးပြောတာကိုအဲ့တော့ဒီနေရာမှာပြောရင်တာကဘဝရဲ့လိုအပ်ချက်တွေဟာအများကြီးအသိဉာဏ်လိုအပ်ချက်ဟာအခက်အခဲတွေ့လာတဲ့အချိန်မှာကြီးကြီးမားမားဘုန်းကြီးတို့ကိုတောင်းဆိုလာလိမ့်မယ်ပိုက်ဆံတွေဘလောက်ရှာထားခေပညာတွေဘလောက်တက်အောင်သင်ထားဘာကြီးဘလို့ဖြစ်အောင်ပဲတိဆောက်တာပျက်စီးအံ့ဇဲလူတယောက်ရဲ့ဘဝကိုစဉ်းစားကြည့်လိုက်အဲ့ဒီအချိန်မှာ तू ဉာဏ်ရှိရင်သက်သာမယ်ဉာဏ်မရှိရင် तू မသက်သာဘူးဘယ်ရာနဲ့မှ तू ကိုကုစားလို့မရအောင်အဆင်ပြေအောင်လုပ်လို့လည်းမရအောင်ဒီအခက်ခဲကြီးကိုဘုန်းကြီးတို့ဘာလို့အောင်လို့ဖြေရှင်းရမှာနော်ဒါကြောင့်ဘယ်လို့ဟာလှုပ်တဲ့အလုပ်လဲဘယ်လို့ဟာမလှုပ်တဲ့အလုပ်လဲဆိုတဲ့ဥစ္စာပြောဖို့ကအလွန်မှကျေပြန့်တဲ့အဓိပ္ပာယ်ကြီးရှိနေတယ်ဟုတ်လားအဲ့တော့လှုပ်တဲ့အလုပ်မလှုပ်တဲ့အလုပ်လို့ဒီမှာမြတ်စွာဘုရားဟောထားတာလေးကိုဘုန်းကြီးကစိတ်ဝင်စားလို့မလှုပ်တဲ့အလုပ်ကိုလှုပ်တယ်လှုပ်တဲ့အလုပ်ကိုပြစ်ထားတယ်ဒီလိုလူတွေဟာမေ့လျော့နေတဲ့အတွက်ကြောင့်မောက်ကြွားတဲ့စိတ်ထားတွေနဲ့အာသောတရားတွေပဲတိုးပြီးတော့ဆင်းရဲတွေပဲများပထမဂါထာလေးရဲ့အဓိပ္ပာယ်ကဉာဏ်ရှိတဲ့လူတွေကြတော့မလှုပ်တဲ့အလုပ်ကိုမမှီဝဲဘူးလှုပ်တဲ့အလုပ်ကိုဆွဆွမြဲမြဲလုပ်တယ်အထူးသဖြင့်ကိုယ့်ဘဝရဲ့အကြောင်းကိုအမှန်ကန်သိအောင်လုပ်တဲ့အလုပ်ကိုလုပ်တယ်နိစ္စံကာယကတာတတိလို့သုံးတယ်နော်ကာယကတာတတိဆိုတာနော်ရုပ်အရှုဝေနာအရှုဝေဟုတ်လားဒီယူပကာယနာမကာယဒီအရှုဝေကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်လုပ်တယ်အဲ့ဒါလို့လုပ်တဲ့အတွက်ကြောင့်တတနံသမ္မဇာနံအထံကိစ္ဆန္တိအာတဝတတိရှိတဲ့တမ္မဇင်ဆိုတဲ့အသိရှိတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတဖြည်းဖြည်းနဲ့ဆင်းရဲကြောင်းတရားအာသောတရားတွေကုန်သွားလိမ့်မယ်ဒုက္ခတွေတဖြည်းဖြည်းနဲ့ကုန်သွားလိမ့်မယ်လို့ပြောတာဘာလို့ဒီဂါထာလေးကိုမြတ်စွာဘုရားဟောတာတော့ဗတ္တိယမြို့မှာနော်ယဟန်တော်တွေကဘာလုပ်နေရတာတော့ဆိုတော့သူတို့စီးတဲ့ဖဏတ်ကိုအလှပြင်နေတာနော်ရှိရနော်မြတ်စွာဘုရားလက်ထက်ကလည်းဟုတ်လားဖဏတ်လေးကိုဘာတော့လှတဲ့လှအောင်လုပ်နေတာဒါယဟန်ဓမ္မအနေနဲ့ဘလို့မှမသိတော့တဲ့ကိစ္စပေါ့နော်အဲ့ဒါမြတ်စွာဘုရားသိတဲ့အခါကျတော့ကဲ့ရဲ့ရှုံချပြီးတော့ဒီဂါထာလေးကိုဟောတာတော်သေးတယ်အဲ့ဒီယဟန်တွေသောတာပန်ဖြစ်တယ်လို့ဆိုတယ်ဒီဂါထာရဲ့အဆုံးမှာဟုတ်လားတော့ဒီဟောရခြင်းရဲ့အကြောင်းနေတဲ့ဝတ္ထုလေးနဲ့ဟောထားတဲ့ဒေသနာလေးကိုဘုန်းကြီးတို့ဆက်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ကအပိုအလုပ်တွေကိုအလွန်လုပ်ကြတာပဲအဲ့ဒီအပိုအလုပ်တွေလုပ်နေသေးသမျှဘုန်းကြီးတို့ဟာဆင်းရဲဒုက္ခငြိမ်းဖို့မမျှော်လင့်နိုင်ဘူးဒီသဘောလေးကိုလည်းပဲဘုန်းကြီးတို့နားလည်လို့ရရနော်ဟုတ်တယ်မဟုတ်လားကိုလုပ်နေတဲ့အလုပ်တွေထဲမှာဘယ်အလုပ်ကလိုအပ်တယ်ဘယ်အလုပ်ကတော့မလိုအပ်ဘူးကိုခွဲခြမ်းပြီးတော့နားလည်ဖို့လိုမယ်နော်ဘယ်အလုပ်ကတော့အဓိကလိုအပ်တယ်ဆိုတဲ့နေရာမှာတော့ဘယ်အလုပ်ကဘယ်အလုပ်ထက်ပိုပြီးတော့လိုအပ်သေးတယ်ဆိုတာကိုလည်းဘုန်းကြီးတို့ဉာဏ်နဲ့ခွဲခြမ်းစိတ်ဖြာပြီးတော့နားလည်ရမယ်ဒါဘာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးကပြောနေတာအောင်ဆိုတော့တာဝန်အလုပ်ဟုတ်လားစောစောကတော့ဒီအခွင့်အရေးဒီပင်လည်းတာဝန်ဖြစ်တယ်လို့ဘုန်းကြီးတို့ပြောခဲ့တယ်ဟုတ်လား
အဲ့ဒါကိုပို့ပြီးတော့အသေးစိတ်ကလေးစဉ်းစားမိဖို့ဆင်ခြင်မိဖို့လှုပ်တဲ့အလုပ်ကိုငါထိထိရောက်ရောက်လုပ်မှဒုက္ခငြိမ်းမှာပါလားဆိုပြီးတော့အလုပ်နဲ့ပတ်သက်ပြီးတော့တန်ဖိုးရှိတဲ့အလုပ်စီကိုကိုယ့်ရဲ့ဉာဏ်ဟာချင့်ကပ်ပြီးတော့အဲ့ဒါကိုပုံဖော်နိုင်ဖို့ဘုန်းကြီးကဒီကထာလေးကိုပြောပြတာနော်တကယ်ပြောရင်တဲ့စကားလုံးကမများဘူးဘုန်းကြီးတို့တွေဟာကိုဆင်းရဲနေတဲ့နေအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးကြီးရှိတယ်ကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးကြီးရှိတယ်အဲ့ဒီအခွင့်အရေးကြီးနှစ်ရက်တည်ပင်လေဘုန်းကြီးတို့အတွက်တာဝန်ဖြစ်တယ်အဲ့ဒါကိုပြောချင်တာနော်အဲ့ဒီတာဝန်ဘုန်းကြီးတို့ကြည်ပြောင်မထမ်းဆောင်မှုဆိုရင်တကယ်ဆင်းရဲရမယ့်လူဟာကိုပဲချမ်းသာနဲ့ဝေးရမယ့်လူဟာကိုပဲအခွင့်အရေးကိုမလုပ်ရမှာတော့အသုံးချနော်အခွင့်အရေးကိုမသုံးချလို့ရှိရင်နောင်တဖြင့်စိုးရင်ရလိမ့်မယ်ပူလောင်ရလိမ့်မယ်ဆိုတဲ့စကားလုံးလေးကိုမြတ်စွာဘုရားနေရာအသီးသီးမှာထည့်ပြီးတော့ဟောတာရှိတယ်ခနောမှာဥပိ္ပဇကခဏတိတာဟိသောစန္တိနိဒယံမိသမပိတာဒီစကားလုံးလေးတွေနားထဲမှာရင်းနှီးတဲ့ခနောမှာဥပိ္ပဇကအခွင့်အရေးကိုမကျော်လွန်စေနဲ့ဖြုံးမပြကြနဲ့အခွင့်အရေးကိုမဆုံးရှုံးစေနဲ့အကယ်၍အခွင့်အရေးကိုကျော်လွန်စေမယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာကြာမြင့်စွာသောကာလပတ်လုံးစိုးရင်ရလိမ့်မယ်ခဏတိတာဟိသောစန္တိအခွင့်အရေးကိုကုံလွန်စေတဲ့သူဟာမလုပ်ရမှာစိုးရင်ရတတ်တယ်အခက်မသိလို့ရှိရင်ငရဲရောက်သည့်အထိစိုးရင်ရတတ်တယ်ပူလောင်ရတတ်တယ်နိဒယံမိသမပိတာ